နက်ခင်းရောက်လာပြန်ပြီကျွန်တော်ပုံမှန်လုပ်နေကြအတိုင်းပဲဦးလေးကြီးခံကိုနှုတ်ဆက်နေနေပဲပန်းချန်ထဲကိုဝင်လာခဲ့တယ်ခံကကျွန်တော်ကိုမင်းအဆင်ပြေရလားမင်းကြီးကတကယ်ကိုပင်ပန်းနွမ်းနေနေတယ်လို့ပဲကျွန်တော်သူမေးလိုက်တယ်ဒါပေါ့ဗျာမင်းညာကတအားကိုအေးတာလေအိတ်လို့တော့မပြောဟုတ်တယ်ကားမှာက၄ဘက်၄တန်နေရန်နေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့မင်းမှာခြုံစရာဝစ်စရာစောင်းအနှွေးတယ်တခုခုမရှိရင်တော့မင်းအေးနေအောင်ပါပဲခံကသူ့စီပါစောင်းတစ်ထည်ရှိကြောင်းနဲ့ကျွန်တော်လိုချင်လားမေးပါတယ်ကျွန်တော်လည်းကျွန်တော်မှာတစ်ထည်တက်တက်ရှိပြီးသားမို့လို့မလိုချောင်းပြောပြီးပဲကျေးဇူးတင်စကားပြောလိုက်ပါတယ်ဒါနဲ့စကားမဆက်ခင်ဗျားတို့ဒီနေရာမှာပတ်စံဘလို့များရှာကြလဲကျွန်တော်ရဲ့စကားပြောလိုက်တော့သူကထရီပါတယ်ပတ်စံငါတို့မှသာပတ်စံရှိရင်ဒီလမ်းပေါ်မှာပဲအိတ်နေမယ်လို့မင်းထင်နေရလားဒီအနီးနားမှာတော့တချို့လူတွေကဘူးကွန်ပလင်းကွန်ဆောက်အဟောင်းတွေဒါမှမဟုတ်ရင်လက်မှတ်တွေကိုစုပြီးတော့ပတ်စံရှာကြရရောရှိတယ်ဒါပေမဲ့အဆုံးမှာတော့သူတို့စရေးထွေးဖို့ထွေးကန်ဝယ်ဖို့တော့မှပတ်စံမလောက်ပါဘူးကွာငါသိပြီငါတို့လူမျိုးတွေလုံနိုင်မဲ့တခြားနည်းကတော့ကိုယ့်ကိုရောင်းစားတာပဲကိုရောင်းစားတာဟုတ်တယ်မင်းရဲ့ကိုကြီးကိုတာအထောက်ထားရင်နဲ့ကိုအတွင်းအင်္ကာတွေကိုရောင်းစားတာပဲလုံးဝမှန်ကန်တဲ့ဝယ်သူကိုရှာပြီးလို့ရှိရင်မင်းရဲ့တသိခံအထောက်ထားရပတ်စံ9သိန်းထိကိုဈေးပေါက်တယ်ရန်9သိန်းတော့ကျွန်တော်အန်ဩစွာနဲ့ပဲပြောလိုက်တယ်အဲ့လိုမျိုးဝယ်တဲ့သူအနှဲငယ်ကိုငါတို့ကြားထဲမှာပဲတွေ့ရလိမ့်မယ်လူတွေကဒီလူအဖွဲ့အစည်းထဲမှာတီရှိမနေသင့်ဘူးတကယ်ဒုက္ခကတကယ်လို့မင်းမှာအဲ့ဒီပတ်စံကြီးရှိရင်တော့မှမင်းဘယ်မှာသွားသုံးပါလဲအဆုံးမှာတော့ငါတို့လုံနိုင်တာကအဲ့ပတ်စံတွေကိုငါတို့ရဲ့တဲထဲမှာရှိတဲ့ကတ်ထူအိယာလေးအောက်မှာဖွက်ထားနိုင်တာပဲတတ်နိုင်တယ်။ဘာနဲ့တူလဲဆိုတော့ခေါင်းအောက်ကကန်ကောင်းစီရဲ့အဆောင်လေးပေါ့။ကျွန်တော်တို့စကားကောင်းနေတော့မှပဲရုတ်တရက်ပန်းချန်တွေကိုလူတယောက်အလန့်တကြားနဲ့ပြေးဝင်လာတယ်။ဘာဖြစ်လို့လဲရွှေရှိတာ။မင်းရဲ့ကားကိုဆွဲသွားပြီမြင်လား။ဘာကျွန်တော်လုံးဝထိတ်လန့်သွားခဲ့တယ်။ပါကင်ထိုးနေကြနေရာလေးကိုကျွန်တော်ရောက်တော့ကျွန်တော်ကားလေးကမရှိတော့ဘူး။သွားရှာပြီ။သူတို့ပြောနေကြတာတော့မျိုးစုံပါပဲတယောက်ကလည်းဒီကိစ္စကြီးကလုံးဝမတရားကြောင်းနောက်တစ်ယောက်ကလည်းကျွန်တော်ကားကိုပတ်စံနဲ့ပြန်ပြေးနိုင်စုံးပြီဖြစ်ကြောင်းကျွန်တော်ကတော့ဘာမှမပြောနိုင်ပဲတိတ်ဆိတ်နေခဲ့တယ်ကျွန်တော်ချွေးပြန်လာပြီကျွန်တော်ကားကိုကျွန်တော်ပြန်ရွေးဖို့အတွက်အလုပ်ရှာမှဖြစ်မယ်ကျွန်တော်နေရာလေးမှာပဲကျွန်တော်အင်တာဗျူးစာဆောင်လေးကိုကြည့်နေရင်လေတိုက်လို့သူများတွေအေးနေကြတဲ့ဒီရာဒီမှာကျွန်တော်ကတော့ချွေးတွေပြန်နေခဲ့တယ်ကျွန်တော်ဘာလို့မှန်းလဲမသိတော့ပါဘူးရုတ်တရက်ဆိုသလိုစာဆောင်ထဲမှာကျွန်တော်တွေးလိုက်တာကကိုလိန်နေရရက်လိုက်ပါတော့မင်းတကယ်ချစ်တဲ့အလုပ်ကိုပဲမီးရှာပါကျွန်တော်ဒေါသတွေထွက်လာပြီစာဆောင်ကျွန်တော်ဖိချေပလိုက်တယ်ဖြစ်ဘူးငါအိတ်ဘဝကိုငါပြန်မသွားနိုင်ဘူးမဟုတ်သေးဘူးငါအိတ်ဘဝကိုပြန်မသွားချင်ဘူးတေစမ်းခွာ